မေတ္တာပို့ကြရအောင်အရှိရလည်းရှိသောအနန္တစိတ်ကြောင့်လားအနန္တလူမြတ်မြတ်မှာတော့ဖေးအခက်သိမ်းရပါစေဒေါသခက်သိမ်းရပါစေဆေးရခက်သိမ်းရပါစေနှလုံးစီဝါအရှင်းကြပါစေအနာရလည်းရှိသောပါဝန်ကြီးအနန္တစိတ်ကြောင့်လားအနန္တလူမြတ်မြတ်မှာတော့ဖေးအခက်သိမ်းရပါစေဒေါသခက်သိမ်းရပါစေဆေးရခက်သိမ်းရပါစေနှလုံးစီဝါအရှင်းကြပါစေတော်ရလည်းရှိသောပါဝန်ကြီးနန္ဒာစိတ်ကြောင့်လားနန္ဒာလူမြတ်မှာတော့ဘေးရခတ်သိမ်းရပါစေဒေါသခတ်သိမ်းရပါစေဆေးရခတ်သိမ်းရပါစေနှလုံးစီဝါအေးချမ်းကြပါစေညာယနေရှိတော်ပါဝန်ကြီးအနန္ဒာစိတ်ကြောင့်လားနန္ဒာလူမြတ်မှာတော့ဘေးရခတ်သိမ်းရပါစေဒေါသခတ်သိမ်းရပါစေဆေးရခတ်သိမ်းရပါစေနှလုံးစီဝါစိတ်ချမ်းကြပါစေဟောဒံနုတ္တိမြတ်စွာဘုရားကိုယ်တော်မြတ်ရဲ့တိတ်တိတ်ကိုယ်ကိုယ်မေတ္တာဆောက်သောစိတ်တပုတ်ချေလေးကဟိုတော်ဆွေတော်ချစ်တော်မျိုးတော်ဘောလူနဲ့ပြမှာကတော့ခொနေတသမီးပရဝါရကျမ်းပါကြပါဆန္ဒကြပါလေအတုပမရဏနုတ္တိပထဝီတေဇောအာဘောဝါယောတကြီးလေးပဲနေတသခါရငါဘောနဲ့နဘသုံးဆင်နကွက်တာဖြည်းဖြည်းပြရမှာပဲလေအထောက်ကလေးတပြင်းပြင်းကိုနောက်ပါမင်းထင်အထောက်ရှင်မသေးလို့တော့ကြံတဲ့လူကဝေလို့စားဟောဒံနုတ္တိမြတ်စွာဘုရားကိုရောမြတ်ကြီးတဲ့သကိုဝိုင်းမေတ္တာစသုံးဆင်တပုတ်ချေလေးကြဘူးလို့ဆွေတော်ချစ်တော်မျိုးတော်ဘောလူနဲ့ပြန်မှာတတ်တော့ခொနေတော်သမီးတော်ဝါတွေကျမ်းပါကြပါဆန္ဒကြပါလေမေတ္တာစအတုပမရဏနုတ္တိပထဝီတေဇောအဘောဝါရဲ့တကြီးလေးမတည်သက္ကံသေဝုဟာသုံးဆင်နကွက်တာတော့နဲ့တော့ဖြစ်ပြီးပြရမှာပဲလေဗုဒ္ဓံနုတ္တိမြတ်စွာဘုရားကိုရောမြတ်ကြီးအသိသိကိုဝါကြီးမေတ္တာစသုံးဆင်တော်ရှင်းလေးကြဘူးလို့လူနဲ့ပြန်မှာတတ်တော့ခொနေသောသူမျိုးတော်ဝါတွေကျမ်းမာကြပါဆန္ဒကြပါစေအတုပမရဏနုတ္တိပထဝီတေဇောဝတ္တိလေးဝတ္တိသက္ကံသေဥစွာသုံးဆင်နကွက်တာတော့နဲ့တော့ဖြစ်ပြီး